Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဓမင်းစားရေတောက်မလေးစကားပြောမှကြိုဆိုပါတယ်နော်မလေးရှားကိုအခုမှအသစ်ဆက်ရောက်ရှိလာတဲ့ border တွေအတွက်ပါနော်ဟုတ်ပြီကျွန်တော်တို့စားလိုက်ကြရအောင်11ဆိုတာ17ပါနော်11 17 dua belasဆိုတာ12 tiga belasဆိုတာ13 14 ဆိုတာ14 15 ဆိုတာ15 16 ဆိုတာ16 17 ဆိုတာ19 18 ဆိုတာ18 19 ဆိုတာ19 20ဆိုတာ20ပါနော်ဟုတ်ပြီကျွန်တော်တို့ဒီမှာကြည့်ရအောင်စာတုဒုဝတိကကနေ10ထိရလို့ရှိရင်ပေါ့နော်သဘောတရားနောက်က plus ပေါင်းထည့်လို့ရတယ်နော်ဟုတ်ပြီ10 ဆိုရင်17ဆိုတော့နှစ်ကဒူဝဆိုတော့ဒူဝ plus နော်နောက်က plus ပေါင်းထည့်လိုက်လို့ရှိရင်7 3ကတီကဆိုတော့73ဖြစ်ရှင် plus ပေါင်းထည့်ရမယ်နော်ဆိုတော့73တီက plus နော်အဲ့လိုမျိုးပါပဲနော်7 plus ဒါပေမဲ့20ရောက်တဲ့ခါကျတော့နှစ်ဆိုတော့ဒူဝဒါမှ10ကနန်းဆိုတော့ပူလို့နော်ဆိုတော့ဒူဝပူလို့20အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ